ဒီဆိုရှင်နဲ့ပတ်သက်ပြီးတော့ဟိုနေ့ကအဆက်ကိုပြန်ပြောပြပေးမယ်နော်။ဗာဂျီးနီးယားကိုရောက်ရှိလာတယ်။အဲဒီမှာသူတို့လူအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မို့အုပ်ချုပ်ရေးအတွက်ကိုလိုအပ်တဲ့ခါမှာ House of Bureaucracy ဆိုတဲ့အုပ်ချုပ်ရေးနဲ့သူတို့အုပ်ချုပ်ကြတယ်။အဲ့ဒါက1619ခုနှစ်လောက်ကနေစပြီးတော့အဲ့ဒါအုပ်ချုပ်တာဖြစ်တယ်။အဲဒီမှာအုပ်ချုပ်တဲ့ခါမှာဆိုလို့ရှိရင်အင်္ဂလန်ကနေပြီးတော့ပါလာတဲ့နော်အင်္ဂလန်ကနေပြီးတော့သူတို့ရွေးချယ်တာကrepresentative member or church of the England ဆိုအင်္ဂလန်ကတရားဘာသာရေးနဲ့လောက်ကိုင်နေတဲ့လူကြီးတွေပေါ့အဲ့လူကြီးတွေကဥဆောင်ပြီးတော့မှရွေးချယ်ပြီးတော့သူတို့က official ရွေးချယ်ပြီးတဲ့အခါမှာအုပ်ချုပ်တာဖြစ်တယ်အဲ့တော့ဗာဂျီးနီးယားမှာခရစ်ယာန်ဘာသာရေးကပြန်ပွားနေတယ်အဲ့ House of Bureaucracy ရဲ့အုပ်ချုပ်ရေးကိုထောက်ခံပြီးတာကဘယ်လိုလဲဆိုလို့ရှိရင်ဂျော့ဝါရှင်တန်ကလည်းသဘောကျတယ်1958မှာနောက်တစ်ခါ Patrick Henry နဲ့ Thomas Jefferson တို့ကလည်းအဲ့ဒါ House of Bureaucracy အုပ်ချုပ်ရေးကိုအားပေးထောက်ခံတဲ့အချိန်မှာပါတယ်အဲ့တော့ပထမဆုံးအမေရိကန်နိုင်ငံကိုရောက်အမေရိကတိုက်ကိုရောက်ရှိလာတဲ့အဲမှာဆိုလို့ရှိရင်ဗာဂျီးနီးယားကပထမဆုံးနယ်မြေသစ်ဖြစ်တဲ့1606ခု1609ခုနှစ်မှာတည်ထောင်တဲ့သူ့ရဲ့အုပ်ချုပ်ရေးကတော့ House of Bureaucracy အုပ်ချုပ်ရေးဖြစ်တယ်